မလီငံလို့ငံခါလို့ခါတူးလို့တူးနေတယ်သမီးဟုတ်ပြီသမီးကဒီလိုမှဖိတ်တာလားဆိုတော့နော်ဖိတ်တဲ့နဲ့မိတ်ဆက်ပေးရမှာပါမိတ်ဆက်ပြီးတော့သမီးနာမည်လေးကရွန်းရည်ကျော်ဟုတ်တယ်နော်သမီးကဒီတစ်ခါတို့ပြိတ္တကိုဘယ်လိုတချင်းလေးနဲ့အဲ့ကံပြောပြီးပဲဆိုတာဘာတချင်းလဲအဲ့ကံမသမီးသမီးရဲ့ကိုပါတချင်းလေးအမေမြစ်တာဘာတချင်းအမေမြစ်တာဟာသမီးရဲ့အမေမြစ်တာကောင်းလို့လားအဖေးမြစ်တာလည်းကောင်းတယ်နော်နားထောင်ကြည့်လေလို့နားထောင်ကြည့်မလေးဒီမေတော့သူလည်းကလည်းရန်လို့ရမယ်ပေါ့လေသူလည်းပြူပြူကိုလည်းပြူပြူနဲ့တွေ့နေပြီကဲဒီမလေးအေးလာဟုတ်ဒီလိုဒီမလေးရိုးရည်ကြောင်းလို့ခေါ်ပါလေဒီလိုပါအသက်ရည်မလိုက်ပါဘူးနော်